สวัสดีค่ะดิฉันจะที่ Thai Language School ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရွှေရုံနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုသင်ပြပေးတော့မှာဖြစ်ပါတယ်ရွှေရုံကိုကြတော့ Thai လို့ကြတော့ ရုံနံလို့ခေါ်ရပါတော့ရုံနံကကြတော့ရွှေရုံဖြစ်ပါတယ်ကဲအဲ့ဒီမှာပထမဆုံးကျွန်တော်ကရုပ်ရှင်ကြည့်တယ်လို့ပြောချင်တော့ဒူနံလို့သုံးလို့ရတယ်ဒူကကြတော့ကြည့်တာကိုပြောပြီးတော့နံကရုပ်ရှင်ပေါ့နော်ဒူနံဆိုလို့ရှိရင်ရုပ်ရှင်ကြည့်တယ်ပေါ့နော်အဲ့မှာလက်ရှင်လက်မှတ်ကိုကြတော့ตัวหนังနဲ့သုံးပါတယ်နော်ตัวကကြတော့လက်မှတ်တွေအကုန်သုံးလို့ရတယ်ตัวหนังဆိုလို့ရှိရင်เนาะရုပ်ရှင်လက်မှတ်ကိုပြောပါတယ်နောက်တစ်ခုကကြတော့ထိုင်ခုံနေရာတွေကိုကြတော့ထိနံလို့သုံးလို့ရတယ်ထိနံဆိုလို့ရှိရင်ထိုင်ခုံနေရာဖြစ်ပါတယ်ထိနံဆိုလို့ရှိရင်ထိုင်ခုံနေရာပေါ့နော်ဆိုတော့ตัวကိုကြတော့ကျွန်တော်တစ်စောင်ရေးသွက်ချင်เนาะ by နဲ့ရေးသွက်လို့ရတယ်ပေါ့နော်ตัว1 by ဆိုလို့ရှိရင်လက်မှတ်တစ်စောင်နဲ့သုံးလို့ရတယ်ตัว2 by ဆိုလို့ရှိရင်လက်မှတ်2စောင်လို့ပြောပါတယ်ဆိုတော့ဒီနေ့အတွက်ကကြတော့ရုပ်ရှင်ရုံနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုအနည်းချင်းလေးမျှဝေပေးသွားတာဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းထိုင်းစကားလေးတွေကိုသိချင်တာရှိလို့ရှိရင် comment မှာရေးပေးလို့ရပါတယ်